မင်္ဂလာပါရှင်။ဘာမပုတ်ကက်ချန်နယ်ကနေပြည်သက်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာကတော့ဘက်ကိုက်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း20ကိုတင်ဆက်ပေးသွားချင်ပါတယ်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနူဒီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပြီးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခေါ့ဆက်ပြီးတော့ဇာတ်လမ်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။ကျော်သိန်းကမလုံးမရှက်နဲ့ပါတန်းကိုအလင့်ငိုက်ဝင်ထိုးရင်အခွင့်ကောင်းကိုချောင်းနေတယ်။မွေမွေချင်းချင်မြင်တာကြောင့်ပါတန်းကလည်းတရီကြီးကြီးထားပြီးတော့ဘဲချီကိုရှစ်တလန်းတိုးလိုက်တယ်။အဲ့ဒီနောက်ကျော်သိန်းကဘာမပြောညာမပြောနဲ့ပါတန်းကိုလက်သီးနဲ့ရုတ်တရက်ပြေးထိုးတယ်။ပါတန်းကမဆောင်တိန်လိုက်ဝိုက်လက်သီးနဲ့ပြန်ထိုးတယ်။ဒါကြောင့်မလို့ဖြောင်းကနေအတန်တစ်ချက်ထက်ဆင့်ထွက်ပေါ်လာပြီးနှစ်ယောက်လုံးနောက်ကိုချစ်တလန်းစီလွှင့်၍လမ်းထွက်သွားကြတယ်။အဲ့ဒီနောက်ကျော်သိန်းကခေါင်းကိုခါရမ်းပြီးပါတန်းကိုထပ်ထိုးတယ်။ပါတန်းကကျော်သိန်းရဲ့လက်သီးချက်ကိုသူ့ဘဲဘက်လက်နဲ့ဖြောင်းကနေမြည်အောင်ရှိုက်ထုတ်ပြီးညာလက်နဲ့ကျော်သိန်းမျက်နှာတက်တက်ကိုအာကုံထိုးခွဲလိုက်တယ်။ကျော်သိန်းကပါးနဲ့လွန်းနာကြောင့်လျက်တစ်ပြက်အတွင်းခေါင်းငုံပြီးရှောင်တင်း၍ပါတန်းရဲ့နောက်စိတ်ကိုတထောင်နဲ့အားပြင်းပြင်းတိုက်ချလိုက်တယ်။အဲ့ဒါကြောင့်ပါတန်းဟန်ချက်ပြက်ပြီးရှေ့ကိုဟတ်ထိုးလဲကျသွားတယ်။လဲကျသွားတဲ့ပါတန်းကိုကျော်သိန်းကနောက်ကနေလင်းမြစွာခုံအုပ်ပြီးအပေါ်ကနေအပိုင်ချုပ်၍လက်သီးနဲ့တစ်ချက်ပြီးတစ်ချက်ဆင်ထိုးတယ်။သူ့ကိုယ်ပေါ်ကြော်သိန်းရောက်နေတာကြောင့်ပါတန်းကအားကုန်ယုံထွက်လိုက်တယ်။ဒါကြောင့်မလို့ကြော်သိန်းနောက်ကိုလွင်ပြီးတော့ပလက်လန်ကျသွားတယ်။ဒီတော့မှပါတန်းကအလူးလဲပြန်ထပြီးကြော်သိန်းကိုခြေထောက်နဲ့အားကုန်လွဲကန်တယ်။ကြော်သိန်းကဘေးကိုလှိမ့်ပြီးတော့ခြောက်နေ။အဲ့ဒီနောက်အလင်းမြန်ပြန်ထပြီးပါတန်းကိုကြံကြံတတန်ဝင်းထိုးလေတယ်။ပါတန်းကလည်းအားကြမကန်ပြန်ထိုးတယ်။ကျော်သိန်းကတွက်လက်သူဖြစ်တာကြောင့်ပါတန်းမျက်နှာကိုတစ်ချက်ပြီးတစ်ချက်ထိအောင်လင်းလင်းမြန်မြန်နဲ့ထိုးနိုင်ခဲ့တယ်။ပါတန်းကတော့အဲ့ဒီလိုမဟုတ်ကျော်သိန်း၃ချက်ထိုးမှသူတစ်ချက်လောက်ပြန်ထိုးနိုင်တယ်။ဒါကြောင့်မလို့ပါတန်းအတော်ထိနာနေတယ်။အချိန်ကြာလာတာနဲ့လှုပ်ရှားမှုတွေလည်းတက်ဖြည်းဖြည်းနှေးကွေးလာတယ်။မျက်နှာတစ်ခုလုံးလည်းဖူးရောင်ကိုင်းပြီးတော့သွေးအလိမ့်လိမ့်ဖြစ်နေတယ်။အထိုးခံရတာချင်းတူပေမဲ့ကျော်သိန်းကတော့သူ့လောက်မစိုးအထီလဲမနာရုပ်ပြက်စင်းပြက်လည်းမဖြစ်မျက်ခုံးကွဲနှက်ခမ်းကွဲပြီးသွေးနဲ့ငွေထက်ယုံလောက်သာရှိတယ်။ဒါကြောင့်မလို့နောက်တောက်နောက်ကြတော့ကျော်သိန်းကပါတန်းကိုပွဲသိမ်းလက်သီးတစ်လုံးအားရပါရကျွေးပစ်လိုက်တော့တယ်။ဖြောင်းစုပါတန်းအယုတ်ကျိုးပြက်လဲကျသွားတယ်။ဒီတော့မှကျော်သိန်းကအောင်နေသူပြီးတဟားအော်ရီပြီးပါတန်းကိုခြေထောက်နဲ့တစ်ချက်ပြီးတစ်ချက်ဆင့်ကန်တယ်။ပါတန်းဘာမှပြန်မလုပ်နိုင်တော့ဘူး။မြေပြင်မှာခွေကလေးလဲပြီးတအီးညင်းညူနေတယ်။ကျော်သိန်းကကန်လို့အားရမှရက်ပြီးကိုပြစ်နာကိုတွားပြီးသွေးရိုင်နဲ့လဲနေတဲ့မြကြီးကိုတစ်ချက်ကြီးကထွေကနေတရွေးနဲ့လှမ်းထွေးလိုက်တယ်။ထို့နောက်မှသူ့ချက်ကိုပြန်ယူပြီးခါကြထုတ်ပြီးတော့အိမ်ထဲကိုခက်တီတီနဲ့ဝင်သွားလေတယ်။အဲ့ဒီနောက်ရေဦးစင်ကနေရေတစ်ခွက်ခတ်ပြီးမျက်နှာရင်တက်တယ်။ပြီးမှခေါင်းကိုလောင်းနေပြီးမှတဝက်မောတောက်တယ်။မောလိုက်တာကွာလူကိုတေခြင်းဆိုတော့နန်သွားတာပဲလူရိုက်ရတာကလည်းအပြောသားလွယ်တာလက်တွေ့ကြတော့တကယ်မလွယ်ပါလားကွလက်ခွန်းလုံးပါပဲကျော်သိန်းကပြောပြီးတော့ရေဦးကိုလက်သီးနဲ့အကုံထုတ်ခဲ့လိုက်တယ်ခွန်းဆိုပြီးရေဦးတွေကရေတွေအပြင်ကိုအကုံထွက်သွားတယ်ထို့သောဖြင့်ကိစ္စတွေအလုံးပြီးမှဘာတန်အိမ်သေးကနေဘာမှမဖြစ်တယ်လို့နဲ့ပြန်ထွက်ပြီးဝင်းအောင်စီကိုသွားလေတယ်မနေ့9နာရီမြင်းမိနဲ့ငကြောက်တငယ်ချင်းနဲ့ရောက်ရွာလူကြီးအိမ်မှာထင်းပေါက်နေကြတယ်။ဘယ်အချိန်လေးကထင်းပေါက်နေကြလဲမသိ။ရေလောင်းချိုးထားသလားထင်ရလောက်အောင်အင်းကြီးတွေပစိုးတွေမှာရွှေတွေအရွှဲတာ။ဟဲ့အောင်မြင်းမီရင်ရွေးတော့ခဏနားရအောင်ကွာငါအတော်ပင်ပန်းနေပြီကွ။တမနဲ့လုံးထင်းပေါက်နေရတော့လက်တွေလည်းနားနေပြီလိလိုမှာပဲကွာ။ငကြောက်ကထင်းတို့ကိုပေါက်စိန်နဲ့ခွန်းကလေးမြင်အောင်ပေါက်ခွဲပြီးပြောတယ်။အေးမင်းနားချင်နားလေငါတော့မနာသေးဘူး။လင်းကတုံးလောက်တော့ထပ်ပေါက်လဲအောင်မဲကွပြီးမှနားမယ်မိမိကပြောပြီးတော့သူ့ရှေ့မှာထောင်ထားတဲ့ထင်းတို့တွေကိုအာကုံပေါက်ခွဲလိုက်တယ်ခွန်းဆိုထင်းတို့ကနှစ်ချမ်းကွဲပြီးတစ်ချမ်းကခက်လန်းလန်းထိရအောင်လင်းထွက်သွားတယ်မိမိလည်းထို့သို့လင်းထွက်သွားတဲ့တစ်ချမ်းကိုလိုက်ကောက်ပြီးမက်နေအောင်ထောင်၍အလဲတက်တက်ကိုနောက်တစ်ချက်ထပ်ပေါက်ပြီးခွဲတယ်ငကြောက်ကတော့ပေါက်စိန်ကိုမြေပြင်ပေါ်ပစ်ချပြီးသူတို့အတွက်လာချပေးထားတဲ့ရင်နွေးချမ်းအိုးရှိရာစီကိုဦးတီပြီးသွားနေတယ်အနားရောက်မှမြေပြင်ပေါ်ကိုခြေပြက်လက်ပြထိုင်ချပြီးအသက်ဖြည်းဖြည်းနဲ့မန်မန်ရှူ၍ခဏအမောဖြေပြီးရင်းနှီးချမ်းတစ်ခက်ကိုငဲကမောတောက်တယ်
အဲ့ဒီနောက်ထညက်ခဲတစ်ခဲကိုယူပြီးကောက်သွားတယ်ထို့နောက်မှာမြင်းမီထင်းပေါက်နေတာကိုအရသာခံပြီးကြည့်တယ်ထို့သောဖြင့်နောက်15မိနစ်လောက်ကြာတော့မြင်းမီလည်းထင်းပေါက်တာကိုခဏနားပြီးငကြောက်အနားကိုသွားထိုင်နေမြင်းမီထိုင်လိုက်တာနဲ့ငကြောက်ကရင်းနှီးတစ်ခွက်ငှဲ့ပြီးတော့ကမ်းပေးတယ်မြင်းမီလည်းရင်းနှီးခွက်ကိုယူပြီးဖူးကနေမြောင်မှုတ်၍ဖြည်းဖြည်းချင်းမော့တောက်တယ်ထို့နောက်တငယ်ချင်းတွေရောက်အမောဖြစ်ရင်ရီကြမောကြနဲ့ရောက်တဲ့ရာစကားတွေပြောကြတယ်ကိုဝင်းနိုင်အိမ်ထဲမှာဝင်းရောင်ကလက်နက်ဖက်ကိုနောက်ပြစ်ပြီးအိမ်ထဲမှာရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့လမ်းလျှောက်နေတယ်သူ့ပုံစံကလမ်းလျှောက်ရင်တခုခုကိုစဉ်းစားတွေးတောနေဟန်ရှိတယ်ဝင်းရောင်အဲ့ဒီလိုလမ်းမလျှောက်စဘူးရှောက်နေတာကြောင့်ရဲကြီးနဲ့ကိုဝင်းနိုင်အထူးဆန်းဖြစ်ပြီးတန်လျာဘော်ကနေဝင်းရောင်ကိုအကဲခတ်ဟန်ဖြစ်လိုက်ကြည့်နေတယ်ရဲကြီးမနေ့ပြန်မနေ့စောစောမင်းနဲ့ငါကိုမျိုးကိုပြန်မယ်ကွာဒါကြောင့်အစင်သက်လောက်တာထဲဆရာရှိတာတွေထည့်သိမ်းထားလိုက်ဝင်းရောင်ကရုတ်တရက်ပြောတယ်အကောဘာဖြစ်လို့ရုတ်တရက်ကြီးထပ်ပြန်ဖြစ်ရတာလဲဗျအကိုပြောတော့ဒီမှာကြာနေအောင်မယ်ဆိုကျုပ်ပဲပြန်ရမယ်ဆိုရဲကြီးကနားမလည်တဲ့ဖြစ်ပြန်မိတယ်ရဲကြီးအမေကိုဝင်းရောင်ဘာမှပြန်မဖြစ်သူလန်းသူရှောက်မြဲရှောက်နေတယ်ဒါကြောင့်မလို့ရဲကြီးဘာမှဆက်မမေးတော့ပဲတန်လျာပေါ်ထပြီးတော့အိမ်ပေါ်ကိုတက်ပြီးထဲဆရာရှိတာများကိုထဲတယ်သိန်းဆရာရှိတာများကိုသိမ်းတယ်ထို့သောဖြင့်နိုင်ဝက်တနားရီလောက်ကြာမှအိမ်ရောက်ကိုပြန်ဆင်းလာခဲ့တယ်အိမ်ရောက်ကိုရောက်လင်ရောက်ချင်းတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ရဲကြီးမျက်လုံးပြူသွားတယ်ကြော်တင်းကဝင်းရောင်ကိုထုံနဲ့ရဲထားတယ်ဝင်းရောင်ကတော့ကြောက်ဟန်မပြူလက်နောက်ပြက်လျက်နဲ့ပင်ကြော်တင်းကိုပြူပြီးတော့ကြည့်နေတယ်ဇရာဖြစ်သူကိုကြော်တင်းကထို့သို့ဒုံနဲ့ရွေထားတာကြောင့်ရဲကြီးမခံမရနိုင်ဖြစ်ပြီးဟဲ့အောင်ခွေးမသားမင်းဒါပါလောက်တာလဲမအေတို့မျိုးများအိမ်ထဲထိဝင်ပြီးလူပေါက်ပါလို့ငါဆရာကိုဒုံနဲ့ရွေထားတယ်ဟုတ်လားမင်းတက်တိသိရှိနေလာခဲ့လေငါနဲ့တယောက်ရှင်းရှင်းထိုးမယ်ရဲကြီးကပစိုးကိုခတ်တူတူဝှက်ပြီးတော်သားတကြီးပြောတယ်ရဲကြီးရဲ့တန်ကြမှာကြော်တင်ရဲကြီးကိုတစ်ချက်လမ်းကြည့်တယ်အဲ့ဒီနောက်ခတ်တီတီနဲ့တုတ်ကိုပကုံးပေါ်တင်ပြီးဟဲ့အောင်မင်းဆရာကိုငါအခုလိုလုပ်တာမင်းမကျင်တတ်ဘူးလားအေးဟုတ်တယ်မကျင်တတ်ဘူးကွာအဲ့တော့မင်းဘာဖြစ်ချင်လဲဖြစ်ချင်တာကိုပြောငါဘာဖြစ်ချင်လဲဆိုတာမင်းစောက်ကကိုစောင့်ထိုးချင်တယ်ကွာရဲကြီးကပြောပြောဆွဆွနဲ့လက်သီးကိုကြစ်ကြစ်ပေါအောင်ဆုပ်ပြီးခြေလန်းကျဲကြီးနဲ့ရှောက်လာခဲ့တယ်ဒီတော့မှဝင်းအောင်ကရဲကြီးရက်ဆန်းလို့မန်ပါပါတခွန်းနဲ့ပြောလိုက်တယ်ချက်ချင်းဆိုသလိုရဲကြီးတုတ်ကနေဖြစ်ပြီးရက်သွားတယ်ထို့နောက်မှဝင်းအောင်ကကြော်တင်းကိုကြည့်ပြီးကောင်းလေမင်းတီကိုလာတာဘာကိစ္စလဲမင်းကိုငါခိုင်းထားတဲ့ကိစ္စကိုပြီးပြီလားအဲ့ဒီလိုမသိချင်အောင်ဆောင်မိလိုက်တယ်ကြော်တင်းထိုကိစ္စကြောင့်သူ့စီကိုလာမဲ့ဝင်းအောင်သိတယ်ဒါအပြင်ဝင်းအောင်ခိုင်းတဲ့ကိစ္စပြီးပြီဆိုတာကိုလည်းဝင်းအောင်ရိပ်စားမိတယ်ဘာကြောင့်လဲဆိုတော့ကြော်တင်းမျက်နှာပေါ်ကဒဏ်ရာတွေကထိုကိစ္စပြီးပြီဆိုတာကိုအတီးပြုတ်နေကြတယ်ပြီးပြီအခုလေးတွေအဲ့ဒီကောင်တွေကိုစိုက်လာတာဒါနဲ့ကြုတ်မသိလို့မေးအောင်မယ်ခမည်းစီကိုကြုတ်တခြားဘာကိစ္စနဲ့လာစရာအကြောင်းရှိလို့လဲဗျစော်စမ်းမအောင်နောက်ပြီးခမည်းနဲ့ကြုတ်ကရင်းနှီးတဲ့ဆက်ဆံရေးရှိလို့လားကြော်သေးအမေးကိုဝင်းရောင်ကပြန်မဖြစ်ပဲပြုံးယုံတာပြုံးပြတယ်အဲ့ဒီနောက်အဲ့ဓာတွေကအရေးမကြီးဘူးကွာအရေးကြီးတာကမင်းကိုငါငွေဘယ်လောက်ပေးရမလဲအဲ့ဒါပဲပြောငွေဟုတ်လားဘာအတွက်လဲငါရိုက်ခံလိုက်တဲ့လူကိုမင်းရိုက်ပေးတဲ့အတွက်လေတနည်းပြောရရင်တော့မင်းတာဝန်ကျေပြွန်တဲ့အတွက်ပေါ့ခမည်းတော်တော်စောက်ခွက်ပြောင်းတဲ့လူပါလားခမည်းကိုကြုတ်ဘာပြောထားလဲငွေစကားမပြောနဲ့လို့မပြောထားဘူးလားအခုကြုတ်ဒီကိုလာတာခမည်းစီကငွေလိုချင်လို့မဟုတ်ဘူးကြုတ်တာဝန်ယူထားတဲ့ကိစ္စပြီးပြီဆိုတာလာပြောတာဘယ်လိုပဲဖြစ်ဖြစ်မင်းတာဝန်ကျေပြွန်တဲ့အတွက်ငါဘက်ကလည်းငါတာဝန်ငါကျေရမယ်လေကွာပြောမင်းဘယ်လောက်လိုချင်လဲဟုတ်ပြီလေခမည်းဘက်ကဒီလောက်ပေးချင်နေမှာတော့ကြုတ်လေအာမနာတဲ့တောင်းရမှာပေါ့တယောက်ကို1000အခု2ယောက်ဆိုတော့2000ဘယ်လိုလဲကြုတ်တောင်းတာသိများသွားသလားမများပါဘူးကွာ2ယောက်ဆိုတော့2000ပေးပြောပါတယ်ဟဲ့ရဲကြီးအိမ်ပေါ်ကိုတက်ငါလွယ်ထဲကနေငွေ1000ယူလာခဲ့ဟုတ်ကိုရဲကြီးအိမ်ပေါ်ကိုအပြေးတက်သွားခဲ့တယ်ထို့သောဖြင့်နောက်တောင်လောက်ကြာတဲ့ခါမှာတော့ငွေတစ်ထက်ကင်ပြီးပြန်ဆင်းလာခဲ့တယ်အဲ့ဒီနောက်ကြော်တင်းလက်ထက်ကိုထည့်ပေးလိုက်တယ်ကြော်တင်းကရဲကြီးပေးတဲ့ငွေတွေကိုယူပြီးရက်တောင်တဖွဲရက်ခတ်ပြီးတော့ဟက်ကောင်2000ကိုပြည့်ရောပြည့်လားလို့မေယုံတင်ကနဲ့မေးလိုက်တယ်ပြည့်မပြည့်သိချင်မင်းကိုယ်တိုင်ရေးကြည့်လေကွာရဲကြီးကခက်ဆက်ဆက်ပြန်ပြောတယ်ကြော်တင်မဲ့ပြုံးတစ်ချက်ပြုံးရင်မရေတော့ပါဘူးမင်းကိုယုံလိုက်မယ်လို့ပြောကငွေတွေကိုအပေါ်မြောက်ပြီးကျဲထုတ်လိုက်တယ်အဲ့ဒီနောက်ဘာမပြောညာမပြောနဲ့အယူတယောက်လိုတဟာအော်ရီပြီးအိမ်ထဲကနေခေါင်းမော့ရှင်းကော်ပြီးပြန်ထွက်သွားခဲ့တယ်ကြော်တင်ရဲ့ထူးထူးဆန်းဆန်းလုပ်ရဲ့ကြောင့်
ဝင်းအောင်တို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးကြောင်တောင်တောင်လေးတွေနဲ့ကြံရေးခက်လေတော့တယ်။ပရိသတ်များရှင်ဘက်ကိတ်ဇလန်းလေးရဲ့အပိုင်း20ကတော့ဒီများမှာပြီးဆုံးပါပြီ။ဒီဇလန်းရဲ့ကြံရှိနေသေးတဲ့အပိုင်းများကိုနောက်ရက်များမှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ဆောင်မျိုးကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်။တာယာပျော်ရွှင်တဲ့နေ့တစ်လေးကိုပိုင်ဆိုင်ပြီးတော့ဘေးရန်ပေါင်းမှကင်းဝေးနိုင်ကြပါစေရှင်။